ဂီကစွန့်စားသူအစ်စ်တွေအများကြီးနဲ့မစ်ရှင်တွေလည်းအများကြီးလက်ခံရရှိနေပါတယ်။ဂိုဘလင်တွေဟာအန်ဒီရဲ့ရှိတဲ့နေရာတွေမှာပဲပေါ်တင်တဲ့အကောင်တဲ့မိတ်ဆွေတွေဖြစ်တာကြောင့်မြို့ပတ်ဝန်းကျင်မှာဂိုဘလင်အရေးအတွက်တိုးလာတာကိုသူတို့အံ့ဩခဲ့ကြပါတယ်။သူတို့တောင်းရမ်းသူအရေးအတွက်တိုးလာတာကိုလည်းတတိပြုမိခဲ့ကြပါတယ်။အမေရိကဂရက်စီတွားဖို့အကြံပြုပြီးသူတို့တွားလိုက်ကြတယ်။ဂရက်ကသူတို့ကိုနှွေးထွေးစွာကြိုဆိုပြီးအဲ့ဒီနေ့မှာဧည့်သည်တိတ်မရှိတာကြောင့်သူတို့ကြိုက်တဲ့လောက်နေနိုင်တယ်လို့ပြောလိုက်ပါတယ်။ရှင်လုံကလည်းအဲ့ဒီနေ့မှာဧည့်သည်တိတ်မရှိတာကြောင့်သူတို့ကြိုက်တဲ့လောက်နေနိုင်ပြီလို့ပြန်ပြောလိုက်ပါတယ်။ရှင်လုံကဂရက်ကိုတတူရေကြိုရာမှာကူညီဖို့ကမ်းလှမ်းပေမဲ့ဂရက်ကအဲ့ဒီနေ့မှာကူညီဆာမလို့ဘူးလို့ပြန်ပြောလိုက်ပါတယ်။သူကရှင်လုံအတွက်ပြင်ဆင်ထားတဲ့လက်အိတ်အစ်တွေကိုလည်းပေးလိုက်ပါတယ်။ရှင်လုံကအရန်ပျော်သွားပြီးမကြသေးခင်ကမှတောင်းဆိုထားတာကိုဘယ်လိုတလောက်မြန်မြန်ပြေးအောင်လုပ်နိုင်တာလဲလို့မေးလိုက်ပါတယ်။ဂရက်ကမင်းလက်အိတ်တွေကိုတုံးတာပြက်စီးတာအယမ်းမြန်ဆန်လွန်းတယ်။ဒါပေမဲ့အဲ့ဒါကမင်းရဲ့တိုးတက်မှုနဲ့အင်အားကိုပြနေတာပဲလို့ပြန်ဖြေလိုက်ပါတယ်။ပြီးတော့ဂရက်ကသူတို့ဘယ်လိုနေလဲလို့မေးပြီးငါဒါမှမဟုတ်ရှင်လွန်ရဲ့ဖခင်ကဝေးမပါဘဲနဲ့တောင်မင်းတို့ကောင်းကောင်းလုပ်နိုင်နေပုံရတယ်လို့ပြောပြီးအမေရိကသူတို့ငွေအဆင့်ကိုရောက်ဖို့နီးနေပြီလို့ပြောလိုက်ပါတယ်။ဂရက်ကအံ့အားသင့်သွားပြီးမင်းတို့အသက်အရွယ်နဲ့အဲ့ဒီအဆင့်ကိုရောက်ခဲ့ဘူးသူတယောက်မှမရှိဘူးဆိုတာကိုငါမထင်ဘူးလို့ပြောလိုက်ပါတယ်။ရိုကမင်းနဲ့မစ္စတာကာဝင်းတို့ကငါတို့အသက်အရွယ်မတိုင်ခင်အဲ့ဒီအဆင့်ကိုရောက်ခဲ့တယ်လို့ငါထင်ခဲ့တာလို့ပြန်ပြောလိုက်ပါတယ်။ဂရက်ကတကယ်တော့မင်းတို့အသက်အရွယ်မှာမိတ်ဆက်ကောင်တွေကိုတိုက်ခိုက်တော့ငါတို့ဂီမှာစည်ရင်မတွင်းထားဘူး။ဘာလို့လဲဆိုတော့အဲ့ဒီတုန်းမှာဂီတွေကတိတ်မရှိဘူးလို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာရှီတုံကသူ့ရဲ့လက်အိတ်အစ်တွေကိုစမ်းသပ်နေပါတယ်။အမေရိကသူ့စီချင်းကပြီးမင်းအခုမော်အမျိုးစားတွေအများကြီးတုံးနေပြီမင်းဒီထက်ပိုပြီးတုံးနိုင်ရင်ဘာလို့မလဲလို့မေးလိုက်ပါတယ်။သူကငါအဲ့ဒါအတွက်အခုကတည်းကစီစဉ်နေပြီဘာလို့လဲဆိုတော့ငါမော်တွေကိုပိုပြီးတင်ယူချင်တယ်လို့ပြန်ဖြေလိုက်ပါတယ်။သူမကပြီးတော့ဘာဖြစ်မလဲလို့မေးလိုက်ပါတယ်ရှီရိုမဖြေနိုင်ပါဘူးအမေရိကဆက်ပြောပါတယ်မင်းကြောင့်ငါတို့အခုအများကြီးတိုးတက်လာပြီမင်းမရှိရင်ငါတို့ဒီမီးအိမ်တွေကိုဖန်တီးနိုင်မှာမဟုတ်ဘူးပြီးတော့မင်းငါတို့ကိုမကယ်တင်ခဲ့ရင်ဂိုဘလင်ကြောင့်ငါတို့တည်သွားနိုင်တယ်မင်းလုတ်ခဲ့တာကိုတခြားဘယ်သူမှလုပ်နိုင်မယ်လို့ငါမထင်ဘူးရှင်ုံကသူမရဲ့စကားတွေကြောင့်လုတ်ခတ်သွားပါတယ်အမေရိကငါ့ကိုအထင်မလွဲနဲ့မင်းလုတ်ချင်တာပါမဆိုလို့ပါဒါပေမဲ့မင်းရှာဖွေတွေ့ရှိထားတဲ့မော်ပညာကမယုံနိုင်တော့အောင်ကောင်းတယ်ဆိုတာကငါထောက်ပြချင်ရုံပါပဲငါတို့ဒီမော်ပညာကိုတိုက်ခိုက်တာမဟုတ်တဲ့တခြားအရာတွေအတွက်လည်းသုံးနိုင်မယ်လို့ခံစားရတယ်ရှင်ုံကသူမရဲ့ပြောကြားချက်ကြောင့်အံ့အားတင်သွားပါတယ်။အမေရိကသူတို့ရဲ့ဖခင်ကဒီမော်စွမ်းအင်ဟာအရာအလုံးကိုဘယ်လိုတက်ရောက်မှုရှိပြီးကောင်းတဲ့ဖက်ရောမကောင်းတဲ့ဖက်ရောရှိကြောင်းပြောပြခဲ့တယ်လို့သူပြောလိုက်ပါတယ်။ဒါပေမဲ့ငါတို့အဲ့ဒါနဲ့ပိုကောင်းတဲ့အရာတွေလုပ်နိုင်မယ်လို့ခံစားရတယ်လို့ပြန်ပြောလိုက်ပါတယ်။နောက်ပိုင်းမှာရှင်ုံကသူ့ရဲ့ဖခင်နဲ့လက်ကျင့်နေပြီးသူတို့ရဲ့တိုက်ပွဲကပြင်းထန်ပါတယ်။ရှင်ုံရဲ့ဖခင်နိုင်တော့မဲ့အချိန်မှာရှင်ုံကသူ့ကိုကြော်တက်ပြီးမြေမော်ကိုတုံးလိုက်တာကြောင့်သူ့ရဲ့ဖခင်မြေထဲကိုနစ်သွားပြီးရှင်ုံအနိုင်ရသွားပါတယ်။အားတင်သွားတဲ့သူ့ရဲ့ဖခင်ကအင်းဒီလိုမျိုးလုံနိုင်မယ်လို့ငါတခါမှမထင်ဘူးလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒါဘာမော်လဲရှီရွန်ကရှင်းပြပြီးဒါကျွန်တော်ရဲ့မော်အစ်စ်ပါလေကိုမြေထဲကိုပို့လိုက်တာကြောင့်လေဖိအားတိုးလာပြီးဒီတွင်းပေါက်ဖြစ်လာတာပါ။ဒါပေမဲ့မော်တိုက်ခိုက်မှုတွေကိုအသက်တွင်းရင်လှုပ်ရှားရတာကအယမ်းပင်ပန်းတာကြောင့်ကျွန်တော်ရဲ့ကိုယ်ကာယဆန်းရွတွေကိုပို့ပြီးလှုပ်ဖို့လိုတယ်လို့ရှီရွန်ကထပ်ပြောလိုက်ပါတယ်။သူ့ရဲ့ဖခင်ကမင်းလိုစားလို့တဲ့သူအတွက်ဒါဘာမှမဟုတ်ပါဘူး။မင်းအများကြီးတိုးတက်လာပါပြီ။ဒီတိုက်ခိုက်မှုနဲ့မင်းကိုယ်တိုင်တော့အံ့အားတင်သွားတာပဲလို့ပြန်ပြောလိုက်ပါတယ်။ရှီရွန်ကတကယ်လားဒါပေမဲ့ဒီတိုက်ခိုက်မှုကကျွန်တော်လိုချင်တဲ့အတိုင်းအမြဲတမ်းမဖြစ်ဘူးနောက်စမ်းသပ်မှုတွေကလေကိုပြန်တန်းဖို့တုံးချင်တယ်လို့ပြန်ပြောလိုက်ပါတယ်သူ့ရဲ့ဖခင်ကရည်ပြီးငှက်လိုပဲအဲ့ဒါတွေကကြီးမားတဲ့အိမ်မက်တွေပဲလို့ပြောပါတယ်အဲ့ဒီအချိန်မှာအမေရိကရောက်လာပြီးနောက်ရှက်မိတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်လည်းအဖေနဲ့လေ့ကျင့်ချင်တယ်လို့ပြန်ပြောလိုက်ပါတယ်သူမသူ့ရဲ့ဖခင်နဲ့လေ့ကျင့်တာစတင်ခဲ့ပြီးသူတို့ရဲ့တိုက်ပွဲကပြင်းထန်ပါတယ်ရှင်တော်ကစောင့်ကြည့်ပြီးမေဒီဘယ်လောက်တိုးတက်လာလဲဆိုတာကိုတတိပြုမိပါတယ်သူမရဲ့ဓာတ်ကင်တာအယမ်းမြန်ဆန်လာပါတယ်ဒါပေမဲ့အမေရိကအယမ်းမစင်မချင်လို့တာကြောင့်သူ့ရဲ့ဖခင်ကသူမကိုအနိုင်ယူလိုက်ပြီးသူမစိတ်ပြက်လက်ပြက်နဲ့မေးပင်ပေါ်ကိုလက်ကျသွားပါတယ်။သူမကငါမနိုင်ဘူးရှင်ုံကအမြဲနိုင်တယ်လို့ပြောပါတယ်။သူမရဲ့ဖခင်ကမလောနဲ့မင်းကောင်းကောင်းလုပ်နေပါတယ်။ဒီနေ့မင်းငါကိုနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အမေရိကပြုံးပြီးဂျေဆုတင်ပါတယ်အဖေလို့ပြောပြီးနောက်တစ်ကြိမ်လေ့ကျင့်ဖို့ပြန်သွားပါတယ်။အဲ့ဒီနောက်ရှင်ုံကသူ့ရဲ့ဖခင်ကိုမေရီအကြောင်းမေးပါတယ်။သူမရဲ့ဖခင်ကသူမကောင်းကောင်းလုပ်နေပါတယ်သူမရဲ့အသက်အရွယ်နဲ့ဆိုရင်အရွယ်ရောက်ပြီးသူတွေနဲ့ရှင်နိုင်တဲ့အဆင့်မြင့်ဓာတ်သမားတစ်ယောက်ရဲ့အရေးချင်းတွေရှိတယ်သူမမှမယုံနိုင်တော့တဲ့ကိုယ်ကာယအင်အားလည်းရှိတယ်သူမကငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့သူမကထူးချွန်တယ်လို့ပြောပါတယ်အားတင်သွားတဲ့ရှင်တော်ကဒါသူမရဲ့မော်စွမ်းအင်ကြောင့်ဖြစ်မလားလို့မေးလိုက်ပါတယ်သူ့ရဲ့ဖခင်ကဖြစ်နိုင်ပေမဲ့စိုးရိမ်စရာမရှိပါဘူးမေရီအဆင်ပြေသွားမှာပါလို့ပြန်ဖြေလိုက်ပါတယ်နောက်ပိုင်းမှာရှီရိုနဲ့မေရီတို့ကတို့နဲ့တွေ့ပြီးသူတို့အကူအညီကိုတောင်းပြီးလို့တောင်းပန်လိုက်ပါတယ်သူမကအလုပ်သမားမလုံလောက်ဘူးလို့ရှင်းပြပါတယ်မေရီကတငယ်ချင်းဆိုတာတယောက်ကိုတယောက်ကူညီရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်ရှီနုံကဘာကိုကူညီရမလဲလို့မေးတော့တို့ကဒီဘိုးကောင်တွေကိုဖယ်ရှားပေးဖို့လိုတယ်လို့ပြန်ဖြေလိုက်ပါတယ်သူတို့သူမကိုကူညီခဲ့ပြီးရှီနုံအခက်ခဲမရှိပေမဲ့မေရီကတော့ရုန်းကန်ခဲ့ရပါတယ်
ပတ်ဝန်းကျင်ကအရန်ပျော်ရွှင်စရာကောင်းပြီးတနေ့ကုန်တော့မေဒီကငါတကယ်ပင်ပန်းနေပါပြီဒီနေ့ပိုးကောင်တွေတိတ်မဖမ်းမိဘူးဒါပေမဲ့နောက်တစ်ခါပိုကောင်းအောင်လုပ်မယ်လို့ပြောလိုက်ပါတယ်ရှင်လုံကသူလည်းနောက်တစ်ခါကိုညီမယ်လို့ပြောတယ်မေဒီကနောက်တစ်ခါပိုးကောင်တွေပို့ဆူပြီးသူတို့ကိုအနိုင်ယူမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာမိုးကောင်းကင်မှာတိမ်တွေပြေးလာပြီးထူးဆန်းတဲ့အယောင်တစ်ခုပေါ်လာကလူတိုင်းမိုးရွာတာကနေရှောင်ဖို့ပြေးကြပါတယ်ရုတ်တရက်မီလီလဲကျသွားပြီးတတိလစ်သွားပါတယ်ရှီရွန်ကသူမကိုတွားကြည့်ဖို့အပြေးသွားပေမဲ့သူမနိုးမလာခဲ့ပါဘူးရှီရွန်နဲ့ရိုဒိုဖြစ်ပျက်ခဲ့တာတွေကိုအံ့အားသင့်သွားကြပါတယ်သူတို့မေဒီကိုအိမ်ခေါ်သွားပြီးရှီရွန်ကသူမရဲ့အပူချိန်ကိုတိုင်းကြည့်တော့သူမအရန်အေးနေတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့မိဘတွေမေဒီအတွက်စိုးရိမ်တဲ့ကြီးရောက်လာကြပြီးနောက်ပိုင်းမှာမေဒီမျက်လုံးဖွင့်လာပေမဲ့ဘာစကားမှမပြောခဲ့ပါဘူးသူမအဆင်ပြေကြောင်းဘာလက္ခဏာမှလည်းမပြပါဘူးရုပ်ကမေဒီတုတ်ကွေးယောဂကူးစက်ခံရတာထင်တယ်လို့ပြောလိုက်ပါတယ်